Bismillahirrahmanirrahim ရှေ့စွာသောမိတ်ဆွေများခင်ဗျာရာမဒန်လမ်းမြတ်ကြုံကြိုက်လာမှုအတွက်ဒီကနေ့ရဲ့တင်ဆက်မှုမှာလမ်းမြတ်ရာမဒန်ရဲ့တန်ဖိုးများဆိုတဲ့အာရဘီစာအုပ်တုပ်ကိုရွေးချယ်ထားပါတယ်နောက်လာမယ့်ဟလကာဒီမှာလည်းပဲအလာအရှင်မြတ်ရဲ့အသနာတော်နဲ့အူရဒူစာအုပ်တုပ်တချို့ကိုရွေးချယ်ထားပါသေးတယ်ဒီကနေ့တင်ဆက်မဲ့လမ်းမြတ်ရာမဒန်ရဲ့တန်ဖိုးများဆိုတဲ့စာအုပ်ကအီဂျစ်နိုင်ငံရဲ့အဓိပတိအီမမ်ကြီးကရာမဒန်လမှာတင်ဆက်ခဲ့တဲ့တင်ဆက်မှုတွေကိုစာအုပ်ပုံစံနဲ့ပြန်လဲထုတ်ဝေခဲ့တာဖြစ်ပါတယ်ဒီတန်ဖိုးများဆိုတဲ့စာအုပ်ကိုမူရင်းကျမ်းရှင်ရဲ့အာရဘီအာဘော်မပြည့်စုံပဲနဲ့စကားပြောဟန်နဲ့ဘာသာပြန်တင်ဆက်ပေးမှာဖြစ်ပါတယ်အဆွီယာမူဖီရှရီအတ်အလ်အစ္စလာမ်ဒီကနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်ကအစ္စလာမ်ရှရီယတ်မှာရှိတဲ့ဆွီယာမ်ဥပုပ်အကြောင်းဖြစ်ပါတယ်السلام عليكم ورحمة الله وبركاته كل عام وأنتم بخير بمناسبة حلول هذا الشهر الكريم المبارك من لا أباون بيزون دو ميميا ذو إيلاميا جون جايلا ذي أدواء أذن دو آلو كونشي من لا أبيا بياغو نسن نداي بايسان جابازي شهر رمضان شهر الخير والبركة شهر المغفرة والرحمة والعتق من النار لم ير رمضان ها كونشي مياغو بايساينيلا مينغلا أبانغو بايساينيلا كويلو چاندا بيمو أبانغو بايساينيلا أتنا غيو ناريغو بايساينيلا جهنم أبي منغيما لونين چاندا كوينغو چيمين بيرلا بيباري وإنا وفي هذه الساعات الأولى من هذا الشهر لنسأل المولى سبحانه وتعالى العفو والعافية مما أصاب البلاد والعباد لام يا رمضان يه بطما أوزون أچيني ما جنودوغا الله سبحانه وتعالى کو تونكن أباري الله سبحانه وتعالى جنودوغو كنلو چاندا مو چيمين دو باနိုင်ငံနဲ့အဝမ်းဝိနည်းအပေါင်းခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုလွတ်ကယ်ချမ်းသာမှုချီးမြှင့်တော်မူပါဝလ်လုတ်ဖ်ဘီမာနဇလဘီနာဝဘီဂိုင်ရနာမင်အလ်ဘအဆာအီဝဒ်ဒရာအာမင်ထိုနည်းတူစွာကျွန်တော်တို့အပေါ်ဝယ်၎င်းအခြားသူများပေါ်ဝယ်၎င်းခံစားနေရသောဘေးပလာဒုက္ခဟူဟူတွေတို့နဲ့ပတ်သက်၍တညာထောက်ထားမှုချီးမြှင့်တော်မူပါအိုအရှင်آمين وأذكر نفسي وأذكركم بما نعلمه جميعا من نداء الله تعالى للمؤمنين في الآية الكريمة التي يحفظها الجميع جنودي ميمي كوكو أدرى نوصو بادي أذن دوغو له نوصو باديကျမ်းတော်မြတ်ကုရ်အာန်၏အာယတ်တွင်အလ္လာဟ်ဆုဘဟာနာဝါတာလာသည်မိုမင်တို့အားဖိတ်ခေါ်ထားသောအာယတ်တစ်ခုနှင့်ပတ်သက်၍ထိုအာယတ်ကိုကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်ကြပါသည်ကျွန်တော်တို့အားလုံးအလွတ်ကျက်ထားပြီးသားလည်းဖြစ်ကြပါသည်ယင်းအာယတ်နှင့်ပတ်သက်၍ကျွန်တော်တို့အသင်တို့အားနှိုးဆော်ပါသည်မိမိကိုယ်အတွက်လည်းနှိုးဆော်ပါသည်အလ္လာဟ်ဆုဘဟာနာဝါတာလာဆူရာဘကရာအာယတ်နံပါတ်183 184တွင်အမိန့်ရှိထားတော်မူသည်မှာيا أيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم لعلكم تتقون أياما معدودات الله سبحانه وتعالى أمجدك يا أيها الذين آمنوا أو مؤمن توي ينجد أباندو كتب عليكم الصيام صيام ဥပုပ်ကအသင်တို့အပေါ်ဝယ်တာဝန်တရက်အနေဖြင့်ပြဋ္ဌာန်းခဲ့လေပြီ كما كتب على الذين من قبلكم အသင်တို့၏အလျင်တွင်ရှိခဲ့ကြသောသူများအပေါ်ဝယ် faras တာဝန်တရက်အနေနဲ့ပြဋ္ဌာန်းထားသည့်အတိုင်းပင်အသင်တို့အပေါ်လည်းတာဝန်တရက်အနေဖြင့်ပြဋ္ဌာန်းခဲ့လေပြီ لعلكم تتقون ထို့သို့ဆွေရန်ဥပုပ်ကိုတာဝန်တရက်အနေဖြင့်ပြဋ္ဌာန်းရခြင်းမှာ
အသင်တို့သည်တကွာတရားပေါ်တွင်ရှောက်လန်းသွားနိုင်ရန်ဖြစ်သည်အသင်တို့သည်ပြစ်မှုဒုစရိုက်များမှရှောင်ကျဉ်သူများဖြစ်ရန်အတွက်ဖြစ်ပါသည်အယာမန်မာဒူဒတ်ထို့သောတာဝန်ပေးအပ်ထားသောလမ်းမြတ်ရာမဇန်ရဲ့ရိုဇာဥပုသ်မှာတတ်မှတ်ထားသောရည်တွက်ထားသောရက်အနည်းငယ်သာဖြစ်ပါသည်أذكركم ببعض ما تضمنته الآية من إشارات لا ينبغي أبدا أن نغفل عن مراميها ဖော်ပြပါအာယတ်တော်တွင်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်ကနက်နဲသိမ်မွေ့လာတဲ့ညွန်ပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်ုပ်တို့ဒီလုံးဝလစ်လျူရှုရမရအောင်ညွန်ပြနေတဲ့အချက်တွေရှိပါသည်အဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်ုပ်ဒီအသင်တို့အားနှိုးဆော်တင်ပြလိုပါသည် فهي نداء للمؤمنين بأن لا يستوحشوا من رمضان ဖော်ပြပါအာယတ်တော်တွင်အလ္လာဟ်ဆုဘဟာနာဝါတာအာလာကမူမင်တွေကိုနက်နဲသိမ်မွေ့လာတဲ့ညွန်ပြမှုတွေနဲ့ဖိတ်ခေါ်နေတာကရာမဒန်လနဲ့ပတ်သက်ပြီးတော့လာယစတောဟီရှူအသင်တို့ဟာဒဇိမ့်ဆန်တဲ့ခံစားမှုတွေရာမဒန်လနဲ့ပတ်သက်ပြီးတော့မခံစားကြဖို့အတွက်ဝအလ္လာယစတဖကီလူထိုနည်းတူစွာရာမဒန်လမြတ်ရောက်ရှိလာတဲ့အတွက်နှလုံးသားထဲမှာလေးပင်နဲ့ဝန်တို့ဝန်ပိုးပုံတရမျိုးမခံစားဖို့အတွက်ဝအလ္လာယစတဂဘီလူဟူဘီဆဒရင်ဒိယကထိုနည်းတူစွာကြီးမြောင်းတဲ့နှလုံးသားပုံတရမျိုးနဲ့ရာမဒန်လမြတ်ကိုကြိုးဆိုခြင်းမပြုလုပ်ဖို့အတွက်အလ္လာဟ်ဆုဘဟာနာဝါတာလာကဒီအာယတ်တော်မှာနက်နဲသိမ်မွေ့လာတဲ့ပုံတရမျိုးနဲ့မူမင်တွေကိုအလ္လာဟ်ရှင်မြတ်ကဖိတ်ခေါ်နေတာပါ فالذين آمنوا لم يتفردوا وحدهم من بين سائر الأمم بهذه الفريضة فهذا التكليف ليس قاصرا عليهم دون غيرهم بل كتبه الله على الأمم السابقة أيضا ဒီရမဒန်လမ်းရဲ့တာဝန်ကကျွန်တော်တို့အွမ်မတ်တစ်ခုတည်းအတွက်ပဲတာဝန်ပေးအပ်တာမဟုတ်ဘဲနဲ့အရင်အွမ်မတ်တွေမှာလည်းပဲဒီရမဒန်လမ်းရဲ့အတကလီဖ်တာဝန်ပေးအပ်မှုကရှိခဲ့ပါတယ်ဆိုပြီးတော့ဒီကျမ်းတော်မြတ်ကုရ်အာန်အာယတ်တော်မှာအလ္လာဟ်ဆုဘဟာနာဝါတာလာကနူးညံ့သိမ်မွေ့တဲ့ညွန်ပြမှုနဲ့မိုမင်တွေကိုရမဒန်လမ်းရဲ့ရိုဇာထားမှုရမဒန်လမ်းရဲ့ဆွေယံဥပုသ်စောင့်တည်မှုကိုပင်ပန်းမှုမဖြစ်ရလေအောင်နူးညံ့စွာနဲ့မိုမင်တွေကိုအလ္လာဟ်ရှင်မြတ်ကဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်ဒီအာယတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်မိတဲ့အရာတစ်ခုကဘာလဲဆိုတော့ وإن كان لم يبين لنا كيفية الصوم المفروض عليهم ولا نوعه ولا وقته အရင်အွမ်မတ်တွေမှာဖရတ်တာဝန်တရအနေနဲ့ပြဋ္ဌာန်းထားတဲ့ဆွေယံဥပုသ်နဲ့ပတ်သက်ပြီးတော့ကိုင်ဖီယတ်သူ့ရဲ့တယုတ်တရံပုံတရံအဲ့ဒီအတိုင်းပဲသူ့ရဲ့အမျိုးအစားအဲ့ဒီအတိုင်းပဲသူ့ရဲ့အချိန်ကာလအပိုင်းအခြားနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ဆုဘဟာနာဝါတာလာကအသေးစိတ်ဒီမှာမတင်ပြထားတော်ညာလဲပဲသူတို့ကိုလည်းတာဝန်ပေးထားပါတယ်ဆိုပြီးတော့ဖေးမနှစ်သိမ့်တဲ့အနေနဲ့မိုမင်တွေကိုနူးညံ့သိမ်မွေ့စွာနဲ့ဖိတ်ခေါ်ထားပါတယ်နောက်လာမယ့်ဟလကာတွေမှာအလ္လာဟ်ရှင်ရဲ့စွမ်းအားပေးမှုနဲ့ဆီယမ်ဥပုသ်ရဲ့တမိုင်းနဲ့ပတ်သက်ပြီးတော့အရင်အွမ်မတ်တွေမှာအရင်ခေတ်အဆက်ဆက်ရဲ့လူသားတွေမှာဒီရမဒန်ရဲ့ဆီယမ်ဥပုသ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတာဝန်ပေးအပ်မှုတွေကိုရှိခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တမိုင်းကဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုအင်ရှာအလ္လာဟ်အလ္လာဟ်ရှင်မြတ်ရဲ့အသနာတော်နဲ့တင်ပြသွားမှာဖြစ်ပါတယ်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့မိတ်ဆွေတို့ရဲ့ထားရှိတဲ့ဆီယမ်ဥပုသ်များကိုမိမိရဲ့ဖဒ်လုကရမ်နဲ့လက်ခံမှုချီးမြှင့်ပါစေအမလ်အီဘာဒတ်များကိုအရှင်နှစ်သက်တဲ့ပုံသဏ္ဍာန်နဲ့အညီလှုပ်ဆောင်နိုင်စွမ်းများအလ္လာဟ်ရှင်ချီးမြှင့်တော်မူပါစေအာမင်ဝအာခီရူဒအဝါနာالحمد لله رب العالمين